Okay မင်္ဂလာပါဒီနေ့က example 5.5 ပေါ့နော် example 5.5 ကတော့ဘယ်လိုလဲဆိုတော့ဒီ bin selection လောက်တာပေါ့နော်သူရဲ့ဒီ width နဲ့height ကိုသူ selection လောက်တာအားကြောင့် design of a bin section with v and d are not known ဆိုပြီးတော့ပြောတာပေါ့အဲ့ဒါကိုအရှိကတွက်ခဲ့တဲ့ဟာတွေပေါ့နော်ဒီ span ပေါ့ကျွန်တော်လက်ချက်လေးပေါ့ဒီမှာပေါ့နော်ဒီ span အတွက်ပဲသူကအရှိမှကျွန်တော်တွက်ခဲ့တဲ့ဒီ span abcd အတွက်ပဲသူရှာနေတာပေါ့နော် ABCD အတွက်မှာပဲအဲ့ဒါရှာမယ်ကျွန်တော်လိုရတဲ့ဟာလေးတော့တစ်ခါရိုက်တာပါနော်အပေါ်တက်ကြည့်နေရမှာဆိုတော့အဲ့တော့ဒီသူကနောက်ပြီးတော့ဒီ largest design movement occur at the face of column B မှာကသူက drone တချို့မှာတွေ့ခဲ့တာ column B မှာ movement ကအများဆုံးထွက်တာ哦အဲ့ movement အတွက်သူကဒီ reinforcement လောက်ခိုင်းတာပေါ့လေနော် reinforcement လောက်ခိုင်းနေနောက်ပြီးတော့ generator ပေးထားပါတော့တက်လုံး20တက်လိုက်လုံးတိုင်းလိုက်လုံးတွေပေးထားရပေါ့ဒါပါအဲ့တော့ပထမဆုံးကသူကဘာလုပ်လဲဆိုတော့ဒီမှာ F line စီတွေပေးတယ် F1 တွေပေးတယ်ပေါ့နော်Okay တော့သူကအရင်ဆုံးဘာလို့လုံးဆိုတော့ဒီကျွန်တော်တို့ကဘာလဲပေါ့နော်ဒီဘင်းရဲ့ width တွေရော depth တွေရောမသိဘူးပေါ့နော်မသိဘူးဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ဒီ width တွေdepth တွေကိုအရှုံးအရင်လောက်ကပေါ့အရှုံးလို့တော့သူကဒီ total depth of the bin ပေါ့ဒီ h ကိုသူကအရှင်းဘလို့ယူလဲဆိုတော့သူရဲ့ပေါ့နော်သူက l by 80ဒါမှမဟုတ် l by 20ဆိုပြီးတော့ span ပေါ့နော် from span e to b တဲ့အဲ့ဒါနဲ့သူကအရှုံးလို့တော့ဒါကသူ ACI အရာပေါ့နော် l by 80ဒါမှမဟုတ် l by 20အဲ့ကြားထဲမှာရှိရမှာပေါ့အဲ့တော့ l by 80 l by 20 h က l by l by 18နဲ့ l by 20ပေါ့နော်အဲ့တော့ l by 20နဲ့ l by 18ကဘယ်လောက်တုံးဆိုတော့ဒီသူ့ရဲ့ဒီ total ပေါ့နော်သူကဘာလို့ဆိုတော့ဒီ span ပေါ့ဒီ span ကa to b က28ပေတော့ပြောတာပေါ့နော်28ပေရှိတယ်ဆိုတော့အဲ့28ပေကိုထည့်28အမြောက်12ပေါ့နော်ဒါရေနောက်ပြီးတော့28အမြောက်12 18ဆိုတော့ဘယ်လောက်လဲ28နဲ့18.9တွင်းမှာသူကရှိရမယ်အဲ့တော့သူက h ကိုပထမဆုံးကျွန်တော် example 5.1 နေမှာသူပေးခဲ့တဲ့ h stamp ပေါ့24ကိုပဲသူကယူလိုက်တယ်ပေါ့နော် slide h 24ယူမယ်ဒါအရှုံးပဲရှိတယ်နော်ဒီမဟုတ်သေးအဲ့တော့နောက်ပြီးတော့အဲ့တော့ဒီသူ့ရဲ့ width ပေါ့နော် width ကိုတော့သူကဘာလဲဆိုတော့ဒီ column ရဲ့ width အတိုင်းပဲယူတာပေါ့နော်ဘာလို့ဆိုတော့ဒီ log ကန်ရလွယ်အောင် column ရဲ့ width ထည့်ကြီးလို့ကမရဘူးပေါ့လေအဲ့တော့အဲ့ကြောင့် we could set the bin width ကို equal to the column width နဲ့တူအောင်ယူရဲဆိုတော့ဒါဘယ်လောက်ဖြစ်သွားတော့ဆိုတော့ဒီ column width က18ပတ်လဲဆိုတော့ b ကို18ယူလိုက်တယ်ပေါ့လေအဲ့တော့18ယူရဲဆိုတော့ဟုတ်ပြီအဲ့တော့18နဲ့24ဆိုပြီးရတော့မှသူက select thickness ကတော့6လက်မှသူဒီပေးထားရှိရပါတော့ရှိရ example တွေမှာဟို set thickness က6ရှိရတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အရင်ဆုံးသူ့ရဲ့ဒီ bin ရဲ့ပေါ့နော် bin watt ရဲ့ width ကိုbin watt ရဲ့ဒီ weight ပေါ့နော်သူအလေးချိန်ကိုအရင်ရှာပြတဲ့ကြောင့် total h က24ရဲ့ဒီ select thickness က6ကိုနှုတ်လိုက်တော့သူကဒီလိုရှိတာဒီအပေါ်က select ရှိမယ်အောက်က bin ရဲ့ဒီ watt ပေါ့နော်အဲ့ဒီအပေါ်ကဒီကောင်ကဒီ6လက်မရှိတယ်အောက်ကနေပြီးတော့ဒီ24တွေကနေပြီးတော့ဒီ6ကိုနှုတ်လိုက်ရင်ဒီ bin ရဲ့ watt ပေါ့နော်အဲ့ဒါရပါအဲ့ bin watt ကသူကဒီကတော့ weight ကိုလိုချင်တာဒါကြောင့်24ရဲ့နှုတ်6နောက်ပြီးတော့ဒီသူ့ရဲ့ဟိုပေါ့ကျွန်တော်ယူထားခဲ့တဲ့ weight ကသူကဒီလိုရှိတာဟုတ်နော်3D ဆွဲမယ်ဆိုဒီလိုမြင်ရပါဘောနော်အဲ့ကောင်ကဘယ်လောက်လဲဆိုတော့18အဲ့တော့18နဲ့မြောက်တယ်မြောက်ပြီးတော့သူ့ကို fix ပြောင်းကြည့်ရမယ်ကြောင့်မလို့သူကin square ဆိုတော့144နဲ့မြောက်နောက်ပြီးတော့ဒီ reinforced concrete ရဲ့ unit weight နဲ့မြောက်လိုက်တယ်မြောက်လိုက်တဲ့အခါမှာသူ့ရဲ့ဘာရအောင်ဆိုတော့ဒီ watt ရဲ့ပေါ့နော် weight ကိုရတယ်0.33338 kip per feet ပေါ့နော်omega ကျွန်တော်ပြောခဲ့တဲ့ omega ဆိုတာဘာရှာတော့ဆိုတော့ pound per feet kip per feet ဒီ unit ကိုမှတ်ထားပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကတော့ဘာလဲဆိုတော့ဒီ weight ရပြီတော့နော်weight ရပြီတော့ဒါက bin weight ရဲ့ဒီ omega ပေါ့နော် omega ရပြီနောက်ပြီးတော့ total factor develop ဒီ movement တွေကိုသူကရှားမှာပေါ့နော်အဲ့တော့နောက်အရှင်းမှာတွက်ခဲ့တာရှိတယ်ဒီ slab နဲ့ super import develop တွေပေါ့နော် slab က6လက်မှဆိုတော့6ကိုဒီစနစ်နဲ့စား150နဲ့မြောက်85ရဒါ PSF သူရဲ့ဒီ slab ရဲ့ပေါ့နော်ဟာရဲ့နောက်ပြီးတော့ဒီ super import develop ကိုသူက20 PSF ဆိုပြီးတာအဲ့တော့သူ့ကိုပေါင်မှာဖိပြောင်းနေတာဖြစ်တဲ့အတွက်ကြောင့် tributary weight ပေါ့နော် tributary weight ကဘယ်လောက်ရှိမလို့ tributary weight ကဒီဘက်ကသူကပေါ့နော်တဝမ်းတချမ်းစီချမ်းမှာဆိုဒီဘက်က6ဒီဘက်က6ဆိုတော့ total 12ရှိမှာပေါ့နော်ဒါ tributary weight ဒါရဲ့ detail တွေကကျွန်တော်ရှေ့မှာ example မှာအကုန်ပြောပြီးသားတွေပေါ့နော်အဲ့တော့12ဆိုတော့ဘယ်လောက်တော့ပြောပါအော်ကမှ12နဲ့မြောက်ပေါ့နော်မြောက်တော့1.4 pound per feet ဆိုပြီး1.14 kip per feet ရမယ်နောက်ပြီးတော့သူက reduce light load ကလည်းရှေ့က example 5.1 မှာလာတွက်ထားခဲ့တာရှိရတယ်5.1 5.2 လားမသိအဲ့တော့အဲ့ဒီမှာ reduce light load ပေါ့နော်သူ့ရဲ့ဒီ span AB ဒီ negative movement မှာရှိတဲ့ reduce light load ကျွန်တော်တွက်ထားခဲ့တာကဒီ B မှာပေါ့နော် B မှာရှိတဲ့ reduce light load ဒီ 0.486 ပေါ့နော်သူ့ဒီအပုံတွက်ထားပြီးတာအရှိရ example က 0.4 အဲ့ဆိုရင်သူ့ရဲ့ဒီ 1.2 develop လဲ 1.6 live load ပေါ့နော်ဒါကိုယူလို့ရပြီပေါ့အဲ့တော့ဒီနောက်ကဟာတော့ကျွန်တော်တို့မသုံးတာဖြစ်တော့သိကြမလို့1.2 develop ကdevelop ကတော့သူကဗာလဲဆိုတော့ဒီ 1.6 ကတော့ 0.486 ကိုထည့်ပါနော်ထည့်တယ်နောက်ပြီးတော့
ဒီသူ့ရဲ့ဓာတ်လုပ်က 1.48 ပေါ့နော် 1.48 ဆိုတာကဒီ select ရဲ့ super import ဓာတ်လုပ်ရဲ့နောက်ပြီးတော့သူ့ရဲ့ weight ရဲ့ဒီ omega ပေါ့နော်အဲ့ဒီကုန်ပေါင်းလိုက်တော့ 1.48 လောက်ရတယ်ပေါ့ 1. အဲ့တော့ 1.48 1.1.48 ဒီ 1.6 ကဒီ reduce လိုက်လို့ပေါ့နော်ဒါကြီး okay အဲ့တော့ဒီ omega u ကအဲ့လောက်ရပါအဲ့တော့ omega u ရပြီဆိုရင်ကျွန်တော်တို့ကဒီသူ့ရဲ့ ACM movement coefficient အရာmovement သူ movement ဘယ်လောက်ထိတက်ရှိမလဲရှာမယ်ပေါ့နော် movement ရှိမယ်ဆိုတော့အဲ့ဒါကလည်းကျွန်တော်ပြန်သွားမကြည့်တော့ဒီမှာတစ်ခါလေးသိရအောင်sorry ဒီပုံမဟုတ်ဒီမှာဟုတ်နော်အဲ့မှာဆိုရင်သူကဒီမှာပေါ့နော် column ပေါ့ဒီ spread data span tracker လာမဟုတ်ဒီ where support is column column မှာဆိုရင်ဘယ်လောက်တော့ဒီ support b เนาะ b ကတင်မှာဆိုတော့ b မှာရှိတာက -1/10 ပေါ့နော်အဲ့တော့ -1/10 ရဲ့နောက်ပြီးတော့ omega ရဲ့သူ့ရဲ့ဟိုပေါ့omega ရဲ့သူ့ရဲ့ဒီပေါ့နော်ဟိုပါပေါ့ဒီ clear span ပေါ့ clear span square ပေါ့နော်တကယ်ရောက်ရှိမှတော့ခဲ့တယ်ဆိုလဲ omega s square စု simply supported ဆိုရင် omega s square by 8တို့ပါတော့ပေါ့နော်အဲ့လိုပဲဒီမှာကျတော့ omega s square by 8မဟုတ်ဘဲနဲ့ -1/10 ပေါ့နော်အောက်က10ဒါကသူ detail ထွက်မှာပေါ့အဲ့တော့ -1/10 ရဲ့ဒီ omega က total တွက်ခဲ့တာဒီ 2.55 เนาะနောက်ပြီးတော့သူ့ clear span ပေါ့နော် clear span ကကျွန်တော်တို့ကဒီမှာပေါ့ဒါပါဒီ28ပေါ့နော်ဒီ28တဲကနေပြီးတော့သူက18ပေါ့ဒီဘက်ကတစ်ချမ်းပေါ့နော်ဒီဘက်ကတစ်ချမ်းပါနေအောင်နော်ဒီဘက်ကတစ်ချမ်းပါနေအောင်ဒါကသူကစက်တာပြထားတာအဲ့ဒါကိုကျွန်တော်ကဒီ clear span ဒီကနေပြီးတော့ဒီနာပေါ့နော်တော်တီးတန့်လိုချင်တာဆိုတော့ဒီမှာတစ်ချမ်းဆိုတော့ column တစ်လုံးစာ18လက်မအောင်နှုတ်လိုက်ပေါ့နော်18လက်မအောင်နှုတ်လိုက်ရင်18လက်မအောင်နှုတ်လိုက်ပေါ့နှုတ်လိုက်တော့ဖျက်သွားတယ်18လက်မအောင်နှုတ်တယ်ပေါ့နော်18လက်မအောင်နှုတ်တော့24တက်မ5ဆိုပြီးရတော့ဒီ omega n square ပေါ့နော်1 omega n square ဆိုတော့ -153 kg feet ဆိုပြီးတော့ရတယ်ပေါ့ဒါက moment ထွက်ပြီ moment ထွက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာတော့ဘာပါလာတော့ဆိုတော့သူ့ရဲ့ဒီပေါ့နော် reinforcement ratio တွေဒါကြီးတွက်မယ်နောက်ပြီးတော့သူ alpha တာပေါ့နော်ဒါပါတော့ဆိုတော့ဒီ flexure resistance တွေပေါ့အဲ့ဒါတွေပါတွက်ကမှာပေါ့နော်အဲ့တော့သူက selection of row တွေပါဒါတွေတွက်မယ်တွက်မယ်ဆိုတော့သူကဒီမှာဘာဖြစ်လဲဆိုတော့သူ့ရဲ့ဒီအတိအကျပေါ့နော်ဟိုဘယ်လိုလဲဆိုတော့ b နဲ့ဒီကျွန်တော်တို့ h ကဒါပေါ့နော် b နဲ့ depth တွေကဒါကအရှုံးလောက်ခဲ့တာဗျာတိကျမသိရရမလို့သူက initial value အဲ့လိုမျိုးမတိကျမသိရချိန်မှာ initial value for row ကိုဘယ်လိုပါနဲ့တွက်လဲဆိုတော့ဒီပုံစံကြီးနဲ့တွက်တယ်ပေါ့နော် row ရဲ့တကွဲတော့beta 1 apply c ဒီ for f1 ပေါ့နော် apply c for f1 ဆိုတာ ਨੇ ဒါကျွန်တော်တို့က initial value for row အတွက် ਨੇ ဒါကိုဒီပုံစံကြီးနဲ့တွက်ကြပါပေါ့beta 1ကတော့ဒီ apply c 4000ပြီးတော့ 0.85 ပေါ့နော် 0.85 beta 1 0.85 apply c သိတယ် f1 သိတယ်ဆိုရင် 0.0142 ဆိုပြီးတော့ row time ကိုထွက်အဲ့တော့ row time ကိုထွက်ပြီဆိုရင်ကျွန်တော်ကဒါကပါလဲဆိုတော့ထည့်ရမလဲဆိုတော့ဒီသူ့ရဲ့ဒီ avatar ပေါ့နော် avatar ဒီ avatar ရဲ့ဘယ်မှာသုံးလာလဲဆိုတော့ကျွန်တော်တို့ဒီ width တွေပေါ့နော်အဲ့လို height တွေမသိတဲ့အချိန်မှာပေါ့နော်အဲ့ဒီပုံသင်ကြီးပေါ့ဒီ r ကိုဒီပုံသင်ကြီးမှာပေါ့နော်ဒီပုံသင်ကြီးမှာထည့်ဖို့အတွက် r သိဖို့လိုတယ်ပေါ့နော်ဒီမှာ bd square ဆိုပြီးတော့လေအဲ့လိုအဲ့တော့ကျွန်တော် r ရှာဖို့လိုတယ်အဲ့တော့ r ပုံသင်ကြီးရတယ်မှာ omega apply c 1 -0.59 omega ပေါ့နော်omega လား w လားတော့ကျွန်တော် w ဖြစ်မှတင်တယ်okay အဲ့တော့တော့ဗာလဲဆိုတော့ဒီမှာကအဲ့ဆိုရင်ဒီမှာ w သိဖို့လိုတာပေါ့နော်ကျန်တဲ့ဟာတွေသိရတော့အဲ့တော့ w ဒါက row f1 ပိုင်းသူကဘာလုံးဆိုတော့ဒီသူကပေါ့နော်ဟိုဟာ reinforcement index လို့ခေါ်တာပေါ့နော်ဒီ w လေးကဒါလေးက w လို့ခေါ်မလားသူ v လို့လည်းဒါချို့ကလို့ v လို့လည်းရေးတယ်ဒါမှမဟုတ်ဒီ w လည်းရေးတယ်ပေါ့နော်omega လို့ခေါ်လာဘူး w လို့ခေါ်လာတော့မသိဘူးအဲ့တော့ကျွန်တော် w လို့ပဲခေါ်လိုက်အဲ့တော့ omega ရှိမှ omega ရှိနေတာအဲ့တော့သူကဘာလဲဆိုတော့ reinforcement index လို့ခေါ်တယ်သူကသူ့ရဲ့ပုံစံဘယ်လိုလဲဆိုတော့ဒီ steel ပေါ့နော်ဘာလဲဆိုတော့ဟို steel tension force capacity ပေါ့နော် steel ရဲ့ tension force ဒီ tension force ရဲ့နောက်ပြီးတော့ဒီ compression force ပေါ့နော် concrete ရဲ့ compression force ကိုသူကအချိုးချတာပေါ့နော်အချိုးချတာအဲ့တော့ f1 ဒါ steel ရဲ့ဒီဘာလဲဆိုတော့ဒီ tension force ပေါ့နော်အဲ့တော့ဒါက apply စီဆိုရင်ဒါ concrete ရဲ့ compression force အဲ့ဒါကိုအချိုးချတယ်နောက်ပြီးတော့သူရဲ့ဒီ rotan ကိုနဲ့ညှောက်တာပေါ့နော်ဒါကသူရဲ့ဒါ reinforcement index လို့ခေါ်တယ်ပေါ့ဒါလေးဒီပုံသင်ကြီးပေါ့နော်ဒါ ACI ကသူ design code မှာသူကဖတ်တော့ဒါတွေ့မှာပေါ့နော်အဲ့တော့ဒီအဲ့ဒါရှိတယ်အဲ့ဒါနဲ့ကျွန်တော် omega w ရတယ်ပေါ့လေ 0.21 ဆိုပြီးရတယ်ဆိုရင်ဒီဟိုပါပေါ့ဒီ pressure resistance ကိုရှာလို့ရတယ်ပေါ့နော် pressure resistance omega apply 1 0.5 w ဆိုပြီးတော့ထည့်ရှာလိုက်တော့ဒါရပြီဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ဒီ bd
တန်ဖိုးပေါ့နော် B တန်ဖိုးကိုအရှုံးလုပ်ဖို့တွက်လို့ရတယ်အဲ့တော့ B သူ့ရဲ့ပုံသင်နည်းကဘာလဲဆိုတော့ဒီ selection dimension B နဲ့ H ကိုလည်းရှာလို့ရပါပြီဆိုတော့ BT square က mu by phi r ပေါ့အဲ့တော့ phi ကတော့သူက tension control လို့ပဲယူပြီးတော့ 0.9 ပဲယူလိုက်တယ်ပေါ့နော်သူကနောက်ကျမှဒါဟုတ်မဟုတ်ပြန်စစ်နေဗျာဟိုသူကတော်များများ being rectangular sections တွေဆိုရင်သူက tension control ကများတော့ဒီ 0.9 ကိုပဲယူလာတယ်ဒါဟုတ်မဟုတ်နောက်မှပြန်ဆက်မယ်အဲ့တော့ 0.9 ကိုထည့်တယ်ဒီရခဲ့တဲ့ R ကိုထည့်တယ်ပေါ့နော်ဒါရတယ်ထည့်တယ်နောက်ပြီးတော့ MU ကလည်း153 kV ဆိုတော့လက်မပြောင်းနေတော့2990 institute ဆိုပြီးတော့ BT square ရတော့သူကဘာလို့ဆိုတော့ဒီဒါကပေါ့နော် BT square တွဲရဲ့ကြီးကိုရပါတော့တွဲရဲ့ကြီးရဆိုတော့တခုတော့သူကအရှုံးလုပ်ဖို့လိုတာပေါ့အရှုံးလုပ်ဖို့လိုတာဆိုတော့သူကဒီမှာ alpha ကိုလည်း 0.7 ပြောချင်တာကဒီ alpha ဆိုတာကဘာလို့လဲဆိုတော့sorry B ပေါ့နော် B ကဒီ 0.7 ပေါ့နော် width က depth ရဲ့ 0.7 ပေါ့နော်ဘယ်လိုပြောမလဲအဲ့လို percent လောက်တော့ရှိမယ်လို့ပြောချင်တာပေါ့တကယ်လို့ဒီ depth ကdepth က10ဆိုရင်B က10မြောက် 0.7 ဆိုတော့B က9ပေါ့နော်9လက်မအဲ့လောက်တော့ရှိရပါဘူးသူကအဲ့လိုအရှုံးယူလိုက်တာပေါ့နော်ဒီ alpha 0.7 ကိုသူကဟိုလောက်လိုက်တယ်လောက်လိုက်ပြီးတော့သူကဘာလို့တော့ဆိုတော့အဲ့ဟာကိုယူပြီးတော့သူကဒီပုံသင်နည်းရဲမှာပေါ့နော်ဒီကိုပြန်ရှာဖို့ဒီပုံသင်နည်းရဲမှာထည့်လိုက်တယ်ပေါ့နော်ဒီပုံသင်နည်းတွေဒါတွေကကျွန်တော် ACM မှာပေါ့နော်သူ ACM ကုတ်တွေမှာဒါပြထားပြီးသားတွေသူကတော့ ACM ကတော့သူကလို့ဒီလေးတွက်တယ်ဗျာသူကလေအဲ့လိုမျိုးပေါ့အဲ့ကြောင့် texture လေးအဲ့လိုကုတ်တွေဖက်ကရှုပ်တာရှိအောင်နော်ဒီလိုမျိုးသူကဟိုအရှုံးယူတာတွေရောဒီလေးတွက်တာတွေရောအဲ့လိုမျိုးပေါ့ဒါပေမဲ့တေချာလေးလာကျွန်တော်လည်းသူကတူတော့ဟုတ်တာပဲပေါ့နော်အဲ့တော့ဒီမှာဆိုလေသူက D ကိုပေါ့နော် D အဲ့လိုမျိုး 0.7 ရှုံးယူရတွက်ပြန်တွက်တော့အဲ့တော့ mu by alpha phi r ပေါ့နော်ဒါကြီးကျွန်တော်အကုန်သိခဲ့တဲ့ဟာတွေပေါ့ alpha 0.7 phi က 0.9 r ကရှာခဲ့တာရှိရဲအဲ့ဒါထက်အဲ့ mu ထက် 0.33 ဆိုတော့15.8ဆိုပြီးတော့ d က15.8ဆိုပြီးတော့ရတယ်ဒါက d နော်အဲ့15.8ဆိုတော့သူ့ကိုတိုးယူနိုင်မယ်တိုးယူလိုက်တော့16.5လောက်တိုးယူတယ်တိုးယူပြီးတော့သူ့ရဲ့ 8ဆိုတော့ကျွန်တော်တို့ကကာပါပေါ့နော်ကာပါဒီ 2.5 ပေါင်ကာပါပေါင်တော့16လက်မှရှိဟုတ်ပြီနော်အဲ့16လက်မှရှိတော့ဒါကသူ့ရဲ့ဒီဟိုပါနော်ကျွန်တော်တို့ဒီပုံသင်နည်းနဲ့တွက်လိုက်တဲ့ဒါ16လက်မှသူ့ရဲ့အဲ့ဆိုရင်ဟုတ်မဟုတ်ကသူတို့က minimum ပြန်ဆက်ဖို့လိုတာပေါ့နော်ကျွန်တော်တို့ကဒီတွက်လို့ရတာယူတန်းယူလို့အဆင်မပြေဘူးသူ့ရဲ့ minimum ကိုပေါ့ h minimum ကိုထက်သေးနေသလားပေါ့နော်အသေးနေရဆိုကျွန်တော်တို့ကဒါပြန်ပြီးတော့ချက်ဖို့လိုပြီးတော့အဲ့တော့ h minimum ကိုပြန်ပြီးတော့ဆက်ဖို့လိုတယ်အားကြောင့်မလို့သူ့ရဲ့ဒီ ACI ကုတ်ရဲ့ဒီပဲ 9.3 9.3 1.9.3.1.1 ပေါ့နော်ဒါကြီးအဲ့မှာသူကဗာပြောထားလေဆိုတော့တဲ့ဒီပေါ့နော်သူရဲ့ဒီ minimum thickness of h ပေါ့နော် ADS from continuous flow အတွက်ဆိုရင်သူရဲ့အနည်းဆုံး thickness h ကိုသူက L by 80.5 ဆိုပြီးတော့ကျွန်တော်ကအဲ့လိုမျိုးပေါ့နော်တွက်လို့ရတယ်ပြောတယ်အဲ့တော့ h minimum ဆို L by အဲ့တော့သူပြောတဲ့အတိုင်း L by 80.5 L က28ဆိုတော့ဒီစနေနေ့မြောက်17.5ဆို17.5ဒါကသူ့ရဲ့ minimum အဲ့တော့ကျွန်တော်တို့ရှာတဲ့ဒီ h က19ဆိုတော့အဲ့တော့ဒီ19ထဲပေါ့နော်19က minimum ထဲကြီးနေဆိုတော့ဒီ19က okay ရပေါ့နော်အဲ့တော့ okay တယ်okay တာဖြစ်တဲ့အတွက်ကြောင့်okay တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့သူကဘာလုံးဆိုတော့ဒီ19ပေါ့နော်19 okay တော့ it would be good idea to select at least for greater than the minimum value တဲ့ဒါဆိုတော့ select ကိုအဲ့တော့သူက h ကို20လောက်ယူလိုက်တယ်ပေါ့နော်တိုးပြီးတော့19လောက်အဆင်ပြေဆိုနည်းနည်းပေါ့ဗျာ17.2နဲ့19ဆိုတော့နည်းနည်းတော့ minimum နည်းနည်းကတ်တာပေါ့ကတ်နေရဖြစ်တော့သူက19လောက်တိုးယူလိုက်တယ်ပေါ့19ပေါ့နော်ဒါ19 sorry 20တိုးယူလိုက်တယ်ပေါ့အဲ့တော့20ရပြီဆိုသူ့ရဲ့ depth ကိုရှာလို့ရ 2.5 နော် 7.5 ဆိုပြီးရတော့ဒီ b ကိုပေါ့နော်ပုံတင်ကြီးနဲ့သူကပြန်ရှာရတော့ bd square မလားအဲ့တော့ bd square ဆိုတာဖြစ်တဲ့အတွက်ကြောင့်သူက d square နဲ့သွားစားပါနော် bd square ကခုနက bd square ဒီဒီလောက်ရှိတာပေါ့အဲ့တော့ bd square ဆိုတော့ b ကိုလိုချင်တော့ဒီ 7.5 နဲ့သွားစားတော့ 9.1 ဆိုပြီးရအဲ့တော့ကျွန်တော် 9.1 ဒီ b ကကျွန်တော်တို့ယူခဲ့တဲ့ဒီ section နဲ့တော့ဒါကတော့ကွာတယ်ပေါ့နော်တော်တော်ကွာတယ်ဒါပေမဲ့ဘယ်လိုပြောရင်သူကအဓိကတော့ပေါ့ column နဲ့ပေါ့နော် column ရဲ့ဆိုင်နဲ့အဲ့လို win နဲ့သူကတူကျင်တာဖြစ်တဲ့အတွက်ကြောင့်အထက်ကသူဒီရေးထားတဲ့စာတွေတော့ဖတ်ကြည့်ပေါ့နော်သူကဘယ်လိုယူဆတယ်ဗဒါမျိုးတွေပေါ့အဲ့ဒါပေမဲ့သူကတော့ဘင်း column နဲ့ပေါ့နော် win နဲ့တူကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ BO 18ပဲယူထားပါနော်သူဒီ DO ရဲ့ထွက်တာ 9.1 ဆိုဆင်းနေပြီဒါပေမဲ့သူက18လောက် BO ယူလိုက်တယ်okay အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ဒီ detail ပေါ့နော်B ရော D ရောကိုရပြီ B ကဘယ်လောက်တော့18 H က20ဒါမှ D က 70.5ပေါ့နော်သူ့ရဲ့ဒီ လိုချင်တဲ့ dimension ရပြီဆိုရင်ကျွန်တော် state စဆင်လို့ရပြီပေါ့ sorry reinforce revise စဆင်မယ်ပေါ့နော်revise စဆင်မယ်ဆိုရင်အဓိကကျွန်တော်ဗာပြန်တွက်ဖို့လိုလဲဆိုတော့ဒီ bin weight ရေကျွန်တော်ရှေ့မှာတွက်ခဲ့တဲ့ bin weight က
တော့ဗာလဲဆိုတော့ဒီအရှုံးလောက်ခဲ့တဲ့ဟာနဲ့တွက်ထားပါတော့ဒီဘင်းဝက်တွေ24နှုတ်6တို့ဗာဒါရအရှုံးလောက်ပြီးမှ24ဗျာ8ဒီ24တွင်းထားအခုကကျွန်တော်ကဒီ day TV ဆိုတော့အဲ့ဒီ day ကိုထည့်ဖို့လိုတာပေါ့နော်20ရဲ့ကနေပြီးတော့ဒီ select ကို no နောက်ပြီးတော့သူက win နဲ့မြောက်144 150ဆိုတော့ဒီမှာ bin web ကိုတိုင်ရပါတော့။ကျန်တဲ့ဒီ download တွေဟိုပါပေါ့ဒီ super import download တွေဒါရအကုန်ဟိုနောက်ပြီးတော့ဒီ reduce slide လုပ်တွေပေါ့နော်။ဒါရအကုန်သိတယ်။သိရဆိုတော့သူကဒီ omega d ကိုပြန်ရှာလိုက်တာပေါ့နော်။ omega d ကိုခုနကကျွန်တော်တို့ SDN နဲ့ဟိုပါပေါ့ select ရဲ့ weight နဲ့ကိုပေါင်းထားselect ရဲ့ weight ရဲ့နောက်ပြီးတော့ဒီကောင်ရဲ့ပေါ့အဲပေါင်းတာက 1.4 ဆိုပြီးပြန်ရဒီ reduce like လို့ကတော့ခုနတိုင်းပဲပေါ့နော်မပြောင်းအဲ့တော့အဲ့နှစ်ခုကို 1.1 download 1.6 like လို့စာလိုက်ဒါရမယ်ပေါ့နော်အဲ့ဒါသူပြတာဟုတ်မဟုတ်ကွာကိုစစ်ကြည့်လိုက်ပါနော်နောက်ပြီးအဲ့ဒါဆိုရပြီဆိုရင်ခုနကကျွန်တော်တို့ -1.10 နဲ့ mu ပြန်တွက်အဲ့တော့ mu က -148ဆိုပြီးတော့ negative movement အဲ့လောက်ရပြီဆိုတော့ဒီ negative movement အတိအကျလည်းရပြီဆိုရင်ကျွန်တော်တို့ stay ဆင်မယ်ပေါ့နော် stay ဆင်မယ်ဆိုတော့သူကဒီကောင်ကဘာတော့ဆိုတော့ဒီ negative movement နေရာဖြစ်တယ် negative movement နေရာဖြစ်တယ် negative movement ပေါ့နော် b join နေရာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ negative movement အပေါ်မှာသူက tension ပေါ်မှာအောက်မှာ compression ပေါ်မှာဟုတ်တယ်နော်အဲ့တော့ tension ပေါ်မှာ compression ပေါ်မှာဆိုတော့သူ့ရဲ့ဒီ compression fiber ဒီအောက်ကနေသွားမှာဆိုတော့သူကဒီပေါ့နော်သူ့ရဲ့ compression က narrow ဖြစ်တယ်ပေါ့နော် compression က narrow ဖြစ်တယ်ကျင်းလာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီstrap block ပေါ့နော် strap block compression အဲ့ strap block ကသူကဒီတွားမှာနည်းနည်းအထက်ထိဝင်မှာပေါ့အဲအကြောင်းလို့သူကဒီ narrow ဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ strap block ပေါ့နော်ဒီ lever end ကို0.9d ပေါ့နော်ဒီ JD ကို 0.9d ဆိုပြီးယူလိုက်တယ်ဒါတွေကကျွန်တော်ရှင်းမှရှင်းခဲ့တဲ့အပေါ်တွေတောက်လျှောက်ကြည့်ခဲ့မယ်ဆိုရင်ကျွန်တော်ပြောနားလေတယ်ဗျာnarrow compression ဆိုဖြစ်တော့ကြောင့် 0.9d เนาะအဲဒါဆို AS ကိုရှာမယ်အဲ့တော့ 0.9d ဆိုတာဒါကအရှုံးယူထားအောင်ပါเนาะနောက်မှ DJ ပြန်တွက်လို့ရတယ်အဲ့တော့ဒီ movement ကိုရခဲ့တဲ့ movement ပေါ့နော် movement ကိုဒီ fyဒီဗဒါလီပိုင်းပေါ့ဒီ -a ပိုင်းတို့နေရာမှာ0.9d ဆိုပြီးထည့်တယ်ထည့်တော့ဒီ 0.9 နေပေါ့နော်ဒါကြီးတွက်လိုက်တော့သူရဲ့ AS က 2.09 အဲ့ဒါရတော့သူကဟိုလောက်တာပေါ့နော်ဒီကတော့ try error ပြန်လောက်တာပေါ့နော်အဲ့တော့ရပြီဆိုရင် A ကိုပြန်ရှာတယ်ပေါ့နော် AS တန်ဖိုးပြန်ရှာ AS f1 by 0.85 apply CP အဲ့ဒါကိုရှာလိုက်တော့ A တန်ဖိုးပြန်ရှာတော့ A တန်ဖိုးက 2.05 ဆိုပြီးရရင်ဆိုရင် AS မှာပြန်ထည့်ပေါ့နော် A တန်ဖိုး 2.05 ကို detail ပြန်ထည့်လိုက်တော့ AS က2လက်မဆိုပြီးရပေါ့နော်တိတ်တော့လည်းမကွာပါဘူးအဲ့တော့ AS တန်ဖိုးရပြီ AS တန်ဖိုးရပြီဆိုကျွန်တော်တို့ကထည့်မယ်ပေါ့နော်အဲ့တော့သူက select 3 number 7 bar number 7 bar 3လုံးဒီ word ထဲမှာ number 7 bar 3လုံးထည့်မယ်ဒီ number 4 bar 2လုံးကိုဒီဟိုထဲမှာပေါ့နော် column sorry ဒီ flap ထဲမှာထည့်မယ်ဗျာအဲ့တော့ဒီ slash ဒီ flan ပေါ့နော် flan ထဲမှာထည့်မယ်လို့ပြောတာအဲ့တော့ဒါထဲမှာ web ထဲမှာဒီ3 number 7 bar 3လုံး number 4 bar ကို flan ထဲမှာထည့်မယ်ပေါ့နော်အဲ့တော့ total သူတွက်လိုက်တာကဘယ်လောက်တော့ 2.20 ဆိုတော့သူဒီ greater than 2ဆိုတော့ပေါ့နော်ဒီထဲကြီးရဆိုတော့ okay တယ်ပေါ့အဲ့တော့ ES တန်ဖိုးကလည်း okay ပါပြီအဲ့တော့ okay ပါပြီဆိုတော့okay ပါအဲ့တော့ ES တန်ဖိုးတော့သူ့ရဲ့ဒီ spacing စရှာပေါ့အဲ့တော့ spacing ကလည်းသူ့ရဲ့ဒီပုံတွက်တဲ့ပုံတွေရှိရဗျအဲ့ spacing ကလည်းဒီ total weight က18တဲ့ကနေပြီးတော့ဒီ 2.5 ပေါ့နော်ဒီဘက် 2.5 ဒီဘက် 2.5 ကပေါင်းနှုတ်တော့ရပါတော့နော်ကပါ 2.5 18တဲ့ 2.5 နှုတ်တယ်နောက်ပြီးတော့သူကဒီမှာ space ကပေါ့နော်နှလုံးရှိတာဆိုတဲ့အတွက်ကြောင့်မလို့နည်းနည်းစားရတော့ 7.5 ဆိုပြီးရတယ်ဒါဘာလို့ 2 space ပြတာတည်းနော်ကျွန်တော်ကဒီအပေါ် tension ကိုပြောကြတယ်ဒီမှာ3လုံးဆင်ထားဆိုတော့အထဲမှာ space ပေါ့နော်အဲ့တော့သူကပြောချင်တာကတော့ဒီကနေပြီးတော့ဒီ T ပေါ့နော်ဒီမှာဗျာ wide drain ပေါ့ wide drain မှာဆိုရင်ဒီကနေပြီးတော့ဒီတဝက်ဒီက 2.5 ဒီကနေဒီက 2.5 ဆိုတော့18တဲ့ကနေပြီးတော့ 2.5 နဲ့ကိုနှုတ်တယ်နှုတ်ပြီးတော့သူကဒီကြားရဲ့ spacing ကိုသိနေတာပေါ့နော် spacing သိနေတာဆိုတော့ဒီမှာက spacing က2ခုရှိတာဆိုတော့2နဲ့စားလိုက်တယ်ပေါ့နော်2နဲ့စားလိုက်တော့ဘယ်လောက်ရဆို 6.5 အဲ့ဒါကကျွန်တော်တို့ဒီရှေ့မှာတွက်ခဲ့တဲ့ဒီ AS လေအဲ့ spacing ကို minimum ချက်ထားခဲ့ရရှိတယ် example 5.4 လားမသိဘူး 5.4 လား 3 လားမသိဘူးအဲ့မှာချက်ထားခဲ့တဲ့ cell လက်မထဲငယ်နေရဲဆိုတော့ဒီမှာသူ့ရဲ့ဒီအများဆုံးရှိရမယ့် spacing ပေါ့နော်အဓိကတော့သူ့ရဲ့ဒီ pressure ပေါ့ pressure ကိုခံနိုင်ဖို့ပေါ့နော် pressure credit မဖြစ်အောင်ပေါ့နော် pressure credit မဖြစ်အောင်ဒီ spacing အများကြီးကျယ်လို့မရအောင်ဆိုတဲ့ထားနေသူကဒီပေါ့နော်ဒီ maximum တဲ့ကြီးလို့မရအောင်ပေါ့နော် 6.5 ဒီ maximum တဲ့ကျင်းတယ်ဆိုတော့ okay တယ်နော် okay ဆိုတော့ဗာဆက်ချအောင်ဆိုတော့နောက်ပြီးတော့ requirement ချက်ဘာတွေချက်လုံးဆိုတော့ဒီ AS minimum ပေါ့နော် AS minimum ကိုပြန်ချက်တယ်သူကyes minimum ပြန်ထည့်တော့200ရောဒါမှမဟုတ်သွေးဆွဲတော့ apply စီအဲ့တဲကကြီးတဲ့ကောင်ယူပေါ့နော်အမှ200ကြီးတာဆိုတော့200 BWD/FY အဲ့တော့218.5 FY ပေါ့နော်အဲ့ yes minimum 1.05 ထဲဒီကျွန်တော်တို့ရဲ့ဒီ
2ပေါ့နော်2.2လားမသိကျွန်တော်တို့ဆင်ထားခဲ့တာဒီကောင်2.2ပေါ့နော်အဲ့ကြီးရော okay တယ် AS minimum လည်း okay တယ်အဲ့ okay ပြီဆိုတော့သူကဒီ A ကိုပြန်ပြီးတော့ဟိုပါပေါ့ဒီကကျွန်တော်တို့ဘာရှာမလဲဆိုတော့ဒီညမှာဟိုပါပေါ့နော်ဒီ finder mode ယူထားခဲ့တဲ့ဟာ tension control ဟုတ်မဟုတ်ပေါ့နော်ဒီ finder mode ပြန်ဆက်မယ်ဆိုတော့ဒီ strap block တန်ဖိုး detail ပြန်ရှာပါနော် strap block တန်ဖိုးကဒီ compression ဒီ work ကနေပြီးတော့ဒီအောက်ကနေပြီးတော့ဘယ်ဒီ strap block ရှိမလဲပေါ့နော် compression ဘယ်နားထိတက်ရောက်လဲ A တန်ဖိုးပြန်ရှာတယ်အဲ့တော့ AS က 2.2 ထည့်တယ် F1 ထည့်တယ် 0.5 apply CP ဆိုတော့ A တန်ဖိုးက 2.16 in ပေါ့နော်ဒီအောက်ကနေသူက compression extreme compression fiber နေပြီးတော့ဒီနားထိပေါ့နော်အမှသူက compression ရှိမယ်ပေါ့အဲ့ compression extra block ကအဲ့လောက်ရှိတယ်အဲ့ extra block ရှိမယ်ဆိုတော့ကျွန်တော်တို့ကဒီဟိုပါပေါ့သူက neutral axis ရှာလို့ရတယ်ပေါ့နော် A by beta 1 neutral axis ရှာတော့ 2.54 lemma ဆိုပြီးရတယ်အဲ့ neutral axis ရပြီဆိုရင်ဒီမှာကသူက single layer ပေါ့နော် reinforcement ကဒီအောက်ကိုကြည့်တိုင်းရွယ်ဆိုရင်သူကတလွာပဲဆင်ထားတာဆိုတော့အပေါ်မှာတလွာက tension ပဲ compression မှာတလွာပဲဆင်ထားတာဆိုတော့သူက single reinforcement အဲ့လိုတော့မဟုတ်ဘူးဗျာဒီတလွာပေါ့တလွာဆိုတာဖြစ်တဲ့ကြောင့်မလို့ DD နဲ့တူတယ်ပေါ့နော်ဒီက DD နဲ့တူတယ်အားကြောင့်မလို့ကျွန်တော်ကဒီ S လုံး S ကလည်း S လုံး T နဲ့တူတူပဲဒါပဲဒါသူက concept ကအဲ့ဒါပေါ့နော်အဲ့တော့ S လုံး T နဲ့တူတာပြကြောင့်မလို့ဒီ S လုံးကိုရှာပါနော်ဒီ -C by C S လုံး C ဆိုတော့အဲ့တော့ဒီမှာကကျွန်တော်ကြည့်ရတဲ့သိရတယ်ဘာလို့လဲဆိုတော့ဒီ neutral axis တွေဒါတေးနေဆိုရင်ဒီကောင်ဒီ tension control ပဲဒါပေမဲ့အဲ့ဒါကိုဟိုပေါ့နော်ကျွန်တော်တက်တာများတယ်ဒါရ auto တေးဒါပေမဲ့တေးကြအောင်ပေါ့နော်သူကတွက်ပြထားတယ်ဒီမှာ S လုံး C ဆိုတော့7.5 2.54 2.54ဆိုတော့ 0.01177 အဲ့ကောင်ဒီကျွန်တော်တို့ဒီ S လုံး Y + 0.03ပေါ့နော် 0.051 တဲ့ကြီးတာဆိုရင်ဗာလေ tension control ပေါ့ဒါပဲပေါ့နော်အဲကြောင့် 0.9 ယူခဲ့တာလေမှန်တယ်ပေါ့အဲ့ဒါအမှန်ယူပြီးဆိုရင်ကျွန်တော်တို့ကသူ့ရဲ့နောက်ဆုံး moment strength ရှာလို့ရတယ်အဲ့တော့ phi m equal to phi as f1t minus a/2 right ဆိုတော့ as ကျွန်တော်တို့ထည့်ခဲ့တာထည့်တယ် f1 ထည့်တယ်နောက်ပြီးတော့ဒီ second term က a/2 ပေါ့နော်ဒီ a ကတော့ဒီဟာကို sorry ဒီကောင်ကိုပေါ့နော်2နဲ့စားပြီးတော့ထည့်တယ်အဲဆိုရင်ဒီကောင်ကတော့ညာ KA 163 kf ဆိုတာဒီကျွန်တော်တို့ရဲ့ moment 146 kf တဲ့ကြီးရပေါ့နော်ကြီးရဖြစ်ကြောင့်လို့ movement ကလည်းခံနိုင်ရှိရပေါ့အဲကြောင့်မလို့နောက်ဆုံးဒီပေါ့နော် final က number 3 tension မှာ number 7ပါ3လုံး number 4ပါဒီဟို word တွင်းမှာ sorry flange တွင်းမှာ2လုံးပေါ့နော်ဒါပါ design အဲ့တော့ဒီကတော့ဒီအဆင့်ဆင့်ပေါ့နော် exam တွေကျွန်တော်ပြခဲ့တဲ့ဟာတွေကိုအဆင့်ဆင့်တစ်ခုချင်းလေ့လာခဲ့တဲ့လူဆိုရင်ဟိုပေါ့နော်ဒါကြီးရှင်းရတာရှိတယ်ဗျအကုန်လုံးကသူ step by step easy ပဲပေါ့နော်လွယ်ဘာမှခက်ခဲနေရမရှိဘူးမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့သင်ခဲ့ရသလိုပေါ့နော်တဘိုးလောက်ပဲဖြတ်ပြီးတော့သင်တာမျိုးကြတော့ပြဿနာရှိရပါလိမ့်နော်အဲကြတော့ကျွန်တော်အလွတ်ချက်ခဲ့ရတယ်ရှိတယ်ပေါ့ထားပါတော့ okay အဲ့တော့ဒါကတော့ကျွန်တော်ဒီ assignment လေးနဲ့ယူပြီဒါ SIU နေနဲ့သွားပါတော့မီလီမီတာလေးနဲ့သွားတဲ့ကောင်တူတူပဲပါမှမထူအကုန်ပေါ့နော်တွဲပုံတန်းကြီးတူတူ5 point ဒီကောင်ကိုသူကဒီ SIU နေပဲပြောင်းသွားတာပေါ့ဒါပါပဲနော်ဒါလေးကတော့ assignment ယူပြီpractice တော့ပေါ့လေဟုတ်ပြီနော်အဲ့ဆိုရင်တော့ဒါပါပဲနောက်တစ်ပုဒ်ပေါ့နော်ကျွန်တော် exam 5.6နဲ့ပြန်လာခဲ့မှာပေါ့လေအဆောင်ကြည့်ပြရဒီလိုတင်ပါတယ်